ကဲ19ရက်2လ2026ဒီနိုင်ခွက်အတွက်ဒီ6ရက်ဒီ4ရက်ဒီ6ရက်4ရက်2ရက်ပုံလုံးပါဒီတိုင်းဒီတိုင်း9ရက်ဒီ8ရက်သုံးလုံးပါတစ်ပိုင်းဒီ4ရက်3ရက်သုံးလုံးပါကိုပိုင်းကိုပိုင်းဒီတကဒီ8ရက်ဒီတက်ခွန်ရဲ့နှလုံးပေါင်း6ပိုင်းဒီနှလုံးပေါင်းလေးဖြစ်ခြင်းကလေးဖြစ်ခြင်းကနှစ်ပိတ်ဒီနှလုံးပေါင်းခြင်း8 6ပေါင်းလေးဖြစ်ခြင်းက6ပိတ်ဒီနှလုံးပေါင်း9ကိုပေါင်းခြင်းလေးဖြစ်ခြင်းက9ပိတ်အဲ့တော့လေးဖြစ်ကိုမခွန်ရှိလို့နောက်ဘက်ကဘာလို့လဲဆိုတော့လေးဖြစ်ကိုခုံရမှာပေါ့ခုံပဲဒီခါတီးတုံးထိပ်စီတုံးတော့ဘာလဲဆိုဒီနှလုံးမှာတစ်ဖြစ်လို့တစ်အတေ6 8
ဖြစ်တဲ့အတွက်ဒီမှာ8 5 3 8 3 ထိပ်အဲ့တော့ကြောင့်3 ထိပ်ဝင်3 ထိပ်ဝင်ဟုတ်တော့ဒီငါ3ပေါင်းနှလုံးပေါင်း8ဖြစ်လို့8ဟုတ်1ဆိုတော့8 3 1ပါပဲကောင်းဖြစ်မယ်3ဖြစ်ဒီ3ဖြစ်တဲ့အတွက်တစ်ထိပ်ဝင်ဒီနှစ်တဲ့ပေါင်း3လို့ဖြစ်ချင်းကြောင့်3 8 အဲ့တော့6 9 ဆိုတော့9 9 ထိပ်ဝင်9 ထိပ်ဝင်အဲ့ဒီက6 5ပေါင်း6 9ပေါင်း5ဖြစ်ချင်းကြောင့်3ဘုဒ္ဓဒီမှာ9ရှိလို့ဆိုဖို့ဆိုရင်6ထိပ်3ညဖြစ်ဖို့ဆိုရင်1ထိပ်3ဖြစ်ဖို့ဆိုရင်4ထိပ်